အခုပြောမယ့်အကြောင်းအရာကတရုတ်နိုင်ငံခွမ်းထောင်ပြည်နယ်ကပေါ့နော်မတန်ဆွမ်းအမျိုးသားတဦးကြောင့်ပြောမယ်သူကဘာလဲဆိုတော့အဲ့ဒီပေါ့နော်သူကလမ်းသွားတဲ့အခါကျရင်တာမန်လူမဟုတ်ဘူးပေါ့မတန်ဆွမ်းဖြစ်တဲ့အလျာသူကလေးဘက်သွားပြီးသွားတာလမ်းသွားတဲ့အခါကျရင်ပေါ့နော်သူကအခုဘယ်လိုဖြစ်နေလဲဆိုတော့သူကဆိုရင်ねသူ့ရဲ့သားလေးကိုလိုက်ရှာနေတာပျောက်သွားတဲ့သားလေးကိုလိုက်ရှာနေရတဲ့6လကျော်အောင်ရှိနေပြီရဲ့အဲ့လိုမျိုးပဲလေးဘက်သွားရင်အိတ်လေးတစ်လုံးလွယ်ပြီးတော့သူ့သားလေးကိုလိုက်ရှာနေရတဲ့အဲ့ဖြစ်စဉ်အကြောင်းပြောပြမယ်နော်သူကဒီသူ့သားလေး2နှစ်အရွယ်သားငယ်လေးရဲ့သူဇန်နဝါရီလကတည်းကအဲ့ကလေးလေးပျောက်သွားတာတဲ့သူကဒီစက်ရုံတရုံမှာသူကအလုပ်လုပ်နေတာပေါ့နော်လုပ်နေနေသူကအလုပ်လုပ်ပြီးရတဲ့ငွေအများစုကိုရွာကိုပို့တယ်ပြီးတော့သူ့မှာဒီပေါ့နော်ငွေလေးနည်းနည်းချန်ထားပြီးအဲ့ဒါလေးနဲ့ချစ်ချုပ်ပြီးတော့သူ့ရဲ့ဘဝကိုရုန်းကန်နေတာပေါ့နော်ဒီတော့သူ့အိတ်သားငယ်လေးကိုကြတော့သူ့ရဲ့ဒီရွာမှာရှိရဲ့မိဘတွေကသူ့ဒီကလေးလေးကိုပေါ့နော်စောင့်ကြည့်ပေးတာပြုစုပေးထားတာတဲ့ဒီအဲ့လိုမျိုးပြုစုစောင့်ရှောက်နေရနေကလေးလေးကပျောက်သွားတာတဲ့နောက်ပြီးသူ့ရဲ့ဇနီးလည်းမရှိတော့ဘူးသူ့ဇနီးကကွဲဝါလာတာမှသေဆုံးသွားတာဆိုတော့ဒီထဲမှာတော့မပါဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတာဒီတော့ကလေးလေးပျောက်သွားတဲ့အချိန်ကစပြီးတော့သူခင်ဗျာပေါ့နော်ဒီပေါ့အဲ့လိုလေးဘက်သွားပြီးတော့သူ့ရဲ့ဒီလွယ်အိတ်လေးတစ်လုံးလွှဲပြီးတော့ကလေးကိုလိုက်ရှာရတဲ့အဲ့လိုလိုက်ရှာတဲ့အခါမှာဒီအိတ်လေးထဲမှာကလေးလေးရဲ့ဓာတ်ပုံထည့်ထားပြီးတော့လမ်းမှာတွေ့ရတဲ့သူတွေအဲ့ဓာတ်ပုံလေးပြပြီးတော့ဒီသူ့ရဲ့သားလေးကိုတွေ့မိလားဆိုပြီးတော့လိုက်ရှာနေရတဲ့ဒီတော့အဲ့လိုဖြစ်နေတာဒီတော့ဒီအမျိုးသားကသူ့အနေနဲ့အဲ့လိုမျိုးလိုက်ရှာဆိုရင်ခုနကပြောသလိုပဲ6လကျော်အောင်ဖြစ်လာပြီဆိုတော့သူ့အနေနဲ့အဲ့လိုမျိုးရှာရင်လူတော်တော်များလည်းသူ့တတိထားလာမိရေပေါ့နော်အဲ့ဒီအပြင်အခုဒီမီဒီယာတွေမှာလည်းဖော်ပြခြင်းခံရတယ်သူ့ကိုလည်းတနာကြတာပေါ့နော်တော်တော်များများတဲ့ဘာပဲပြော तू ကတော့သားလေးကိုတဲ့မတွေ့မချင်းတော့ရှာမယ်ဆိုပြီးပြောထားတယ်ကလေးကတော့ဘယ်လိုပျောက်သွားလဲတော့မသိဘူးနော်ဒါအဖေကမတန်ဆွမ်းဖြစ်နေပဲသူရဲ့မေတ္တာတရားအရင်ကြီးမားရေဆိုတာပြတာမရမကလိုက်ရှာနေတကယ်လို့ဆိုသူအဲ့လိုတယောက်တည်းရှာနေမယ်ဆိုအဖွဲ့အစည်းတစ်ခုကိုသူ့အနေနဲ့အသိပေးတယ်နဲ့အသိပေးပြီးတော့မှရဲတွေကရှာမလားဒါမှမဟုတ်လူမှုကယ်ဆယ်ရေးအဲ့လိုအဖွဲ့အစည်းတွေနဲ့ရှာမယ်ဆိုရင်တော့တယောက်တည်းဓာတ်ပုံပြပြီးရှာတာမြန်မြန်ပို့တွေ့မှာပေါ့နော်ဒါပေမဲ့အခုဆိုရင်တော့ဒါအကုန်လုံးလည်းတည်သွားပြီဆိုတော့အကူညီပေးမဲ့သူပေါ်လာမှာဟုတ်တယ်နော်ဟိုတန်တန်ရိုးရိုးပျောက်သွားရင်တော့တော်သေးတယ်ဒီတိုင်းကလေးတွေပြန်ပြီးဆွဲပြီးတော့အဲ့လိုမျိုးခိုင်းနေရှိတယ်အဲ့လိုမျိုးခိုင်းတာမျိုးတွေနော်အဲ့လိုမျိုးတခြားနိုင်ငံကိုပို့လိုက်တာမျိုးဆိုတော့ကြောက်စရာဟုတ်တယ်နော်အဲ့လိုလူကုန်ကူးတာတွေပါဟုတ်တယ်ကဲအခုခိုင်းချောကလည်းဒီမှာဒါပေါ့နော်မိခင်တူရဲ့မြစ်တာကြောင်ပြောမယ်ဒီမိခင်ကဖခင်မြစ်တာပြီးတော့အဲ့တော့မိခင်နေအလှဲ့ပေါ့ဒီမိခင်တော်တော်တက်တက်ရှိတာသူ့ကလေးอ่ะဆိုလို့ရှင်ထွားလဲထွားတယ်10ပေါင်တောင်ရှိတယ်အဲ့ဒီ10ပေါင်ရှိတဲ့ရင်သွေးကိုကားပေါ်မှာပဲမွေးခဲ့တာတဲ့သူကိုယ်တိုင်မွေးတယ်သူ့ဘာလို့သူအဲ့တော့သူမွေးရတယ်ဆိုတာလည်းအကြောင်းရင်းတော့ရှိပါတယ်ဟိုလမ်းပိတ်နေလို့ဖြစ်တာဟုတ်တယ်မင်းဒီမှာရင်မဟုတ်ဘူးတော့နိုင်ငံတကာမှာလည်းအဲ့လိုပဲလမ်းနေပိတ်နေကြတာအဲ့တော့ဒီမိမပြစ်သူကကလေးမွေးဖွားဖို့ဆိုပြီးတော့ပေါ့နော်အိမ်ကနေပြီးတော့သူတို့ဆေးရုံသွားတာဝေးရထင်ပါတယ်အမေရိကန်ဒီပြည်အောင်စုတက်ဆက်ပြည်နယ်မှာရှိရဲတဲ့ဒီ Houston မြို့အနီးမှာရှိတဲ့ဒီဆေးရုံကိုသွားနေတဲ့အခါမှာပဲလမ်းမှာသူဗိုက်အရန်နာလာတော့အဲ့မှာကားပေါ်မှာပဲမွေးခဲ့တာပါတဲ့အဲ့တော့အမျိုးသမီးကသူမရဲ့အခြေအနေကိုသူမကိုယ်တိုင်အသိဆုံးပဲအဲ့လိုသိတဲ့အခါမှာပေါ့နော်ဟိုအမျိုးသားကတော့သူပြောခဲ့တယ်သူအချိန်မီဆေးရုံရောက်နေမှာတော့မဟုတ်တော့ဘူးဆိုပြောပြီးတော့ချက်ချင်းပဲသူမွေးတဲ့အခါမှာလည်းအမျိုးသားပေါ့ဒါနည်းနည်းတော့ဘေးကဝိုင်းပြင်ဆင်ပေးရတာပေါ့နော်ကားကပတ်တွေပါလည်းချွတ်ပေးရအဲ့တော့သူမွေးတဲ့အခါမှာကလေးလေးကဟို10ပေါင်ခန့်ရှိတဲ့တားယောက်ျားလေးကားရဲ့ဒီရှေ့ကောင်းကမ်းမှာပဲမွေးတာနော်ရှေ့ကထိုင်ကုန်မှာပဲသူမွေးတာထိုင်ရင်ကြီးပဲမွေးတာမကလေးလေးတောင်ကင်ထားတဲ့ပုံလေးနဲ့ပေါ့နော်အဲ့တော့သူကတော့အရန်ပျော်နေတယ်တားလေးရဲ့တဲ့ငါဘယ်လိုများလှုပ်လိုက်မိပါလိမ့်ပေါ့နော်အရန်ချောရလို့ပြောတယ်နောက်ပြီးတော့ကလေးကသူတို့ရဲ့တတိယမြောက်ရင်သွေးသူတို့သမီးအကြီး2ဦးရှိတယ်အဲ့တော့ဒီသားလေးကတော့ရဟန္တာလေးဖြစ်မှာပေါ့သား2ဦးဆိုတော့နော်အဲ့တော့သူမိခင်ကတော့အရန်ပျော်နေတယ်သူကိုယ်တိုင်လည်းမွေးထားတယ်ကားရှိခိုင်းမှာမွေးတာနော်ကြောက်စရာနီတာရေးလေးနီတာရေးလေးတဲရလိုက်တာဘေးနားမှာလည်းကားအများကြီးတယ်ပဲမတက်နိုင်ဘူးနော်မိခင်2ဦးဖြစ်လာရင်ဟိုရှက်တာတွေပါလေလဲစဉ်းစားနေတော့နော်မွေးရတာပဲဒါပေမဲ့အနေကင်းတာတော်သေးရပါဘောဘာထောက်ကူမှမပါပဲနဲ့ကလေးရဲ့ပေါင်းကန်လည်းရှိရနော်ဒါခေါင်းကန်းမှာထိုင်ပြီးတိုင်းမွေးလိုက်တာနော်ဟိုလေ10ပေါင်းဆိုတော့လည်းတော့မသိဘူးလေမိခင်ကတတိရှိလို့တော်တော်တတိရှိတာဟုတ်တယ်အဲ့နေရာမှာကြောက်နေမဖြစ်ဘူးအဲ့ဒါမို့လေ traffic ကတော်တော်ဒုက္ခပေးရနော်ကိုယ်စဉ်းစားမိရကိုယ်ရုံသွားတဲ့အချိန်တခြားနေရာသွားတဲ့အချိန် traffic ပိတ်နေလို့ဟိုရုံနောက်ကြတာခက်ရှိသေးတယ်နော်ဘာမှမဖြစ်ဘူးအဲ့လိုအသေးတန်ဖြစ်နေတဲ့ဝင်းနာရှင်တွေနဲ့စေးရုံကိုင်းလာနေအဲ့လို traffic ကကြော်လွားလို့လည်းမရဘူးအရင်အဲ့ဒီအချိန်တိုင်းတာဖြစ်အရင်ဒုက္ခရောက်သွားနိုင်တယ်နော်မြန်လေးဒါဟိုဖြည့်ရှင်းပေးနိုင်တော့အရန်ကောင်းပါတချို့ကားသမားတွေရှိသေးတယ်အဲ့စေးုံကားတော့ဦးဆောင်မပေးဘူးလမ်းအောင်ပိတ်ထားတာနိုင်ငံတကာမှာဆိုလမ်းဖယ်ပေးတာချက်ချင်းတော့အဲ့လိုဖယ်ပေးတဲ့နော်ဟုတ်တယ်ဒါမှမဟုတ်တီးတဲ့လမ်းလေးတလမ်းလေးဟုတ်တယ်စေးုံကားတွေအဲ့လိုမျိုးလေးမိသက်ကားတွေအရေးပေါ်ကားတွေအတွက်နော်ဟုတ်တယ်မြန်ဖြည့်ရှင်းနိုင်ကောင်းပါပဲ traffic ပေါ့နော်ဟုတ်တယ်ဒီမှာတော်တော်ဒုက္ခရောက်နေပါတယ်လို့ဟုတ်တယ်
ကဲဒီဟာမှာတော့ပြမရတီးခြားနေထိုင်နေပေါ့နော်လူမျိုးစုနဲ့ဒီဖီရူအစိုးရကပထမအကြိမ်ဖြစ်ဆက်သွယ်မယ်ဆိုတဲ့တင်လေးအခုထိန်ထီဒီတောနက်ကြီးထဲမှာတီးခြားပေါ့နော်အမဲလိုက်ပြီးတော့နေထိုင်တဲ့အဖွဲ့တွေရှိသေးတယ်နော်လူမျိုးစုတွေဒါဆိုပြောထားတာတိတ်မကြခင်ကမှဖြစ်ပွားခဲ့တယ်ပေါ့နော်ဒီလက်နက်တွေလေးများတွေကိုအသုံးပြုပြီးတော့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးရဲ့နောက်ပိုင်းမှာတဲ့ဒီအနီးနားကျေးရွာတွေနဲ့တင်းမာမှုတွေကိုဖြေလျှော့ဖို့အတွက်ကိုတစ်စိတ်တစ်ပိုင်းဖြစ်ပေါ့နော်ဒီတောတွင်းမှာမြင့်တင်းပြီးတော့နေထိုင်တဲ့ဒီအမေဇုံတောတွင်းလူမျိုးစုတစုကိုပထမဆုံးအနေနဲ့ပေါ့နော်ဆက်သွယ်မှုတွေလုပ်သွားမယ်ဆိုပြီးတော့မှဖီရူဆိုရပြောလိုက်တာပြောတော့ဒီလိုမျိုးဒီတောအုပ်ထဲကထွက်ပေါ်လာတဲ့အကြောင်းရင်းကိုလည်းတဲ့နားလေသိရှိစေဖို့အတွက်ဒီမက်ကိုဖီရိုအိန္ဒိယမျိုးနွယ်စုနဲ့ပေါ့နော်ဒီဖီရူအစိုးရရဲ့မနုဿဗေဒပညာရှင်တွေကတွေ့ပြီးတော့မှသူတို့ဆွေးနွေးမှုတွေလုပ်သွားမယ်ပေါ့နော်ဒီလိုမျိုးတော်ရဲမှာနေတဲ့သူတွေနဲ့ဒီမြို့ပေါ်မှာနေတဲ့လူတွေနဲ့တွေ့ပြီးတော့တိုက်ခိုက်မှုတွေဖြစ်တယ်ဆိုတာလေရုပ်ရှင်တွေထဲမှာပဲကြည့်ဘူးလေအဲ့လိုမျိုးတွေမတွေ့ဘူးအဲ့ဆိုအခုချိန်ဒီသူတို့တွေရှိနေသေးရပေါ့နော်ဒီမက်ကိုဖီရိုလူမျိုးစုတွေကဆိုလို့ရှိရင်လည်းမကြမီနှစ်များကပေါ့နော်ဖီရိုအရှိပိုင်းဒီမာနုအမျိုးသားဥယျာဉ်ကိုကြော်လွန်လာပြီးတော့မှသူတို့နေထိုင်တဲ့တောအုပ်ရဲ့ပြင်မကိုရောက်လာပြီးတော့မှဒီအစားအသောက်တွေရှာဖွေပြီးတော့အမဲလိုက်တာကိုသူတို့အနေနဲ့တွေ့လာတာပေါ့နော်တွေ့လာပြီးတော့အဲ့လိုအနီးနားရွာသားတွေနဲ့သူတို့အနေငယ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ရပေါ့နော်ဆိုတော့အဲ့လိုမျိုးအပြန်လည်ဆက်ဆံမှုတွေကအစကတည်းကအနေချင်းရှိလာခဲ့တယ်အခုနောက်ဆုံးပြီးခဲ့တဲ့လကအဲ့လိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ဒီလိုမျိုးဆက်ထားလို့မဖြစ်တော့ဘူးပေါ့နော်သူတို့အနေနဲ့အဲ့လိုမျိုးခေါင်းဆောင်လူမျိုးစုခေါင်းဆောင်နဲ့တွဲဆောင်ညှိနှိုင်းပြီးတော့ဘာတွေလိုအပ်ချက်တွေရှိနေလဲသူတို့အနေနဲ့လည်းဘာတွေကူညီပေးရမလဲဒါမျိုးတွေကိုဆွေးနွေးသွားဖို့ရှိတယ်ဆိုပြီးတော့ပြောပြသွားတာစိတ်ဝင်စားလိုက်စကားတကားကိုကြည့်နေရသလိုပဲနော်သူတို့နဲ့တွေ့တဲ့ခါကျရင်ဘာသာစကားလည်းသူတို့နားလည်မှာမဟုတ်ဘူးဘယ်လိုများချင်းကပ်မလဲတက်တော့ကြောက်စရာကြီးဟုတ်တယ်ဘာသာစကားနားမလဲလို့ဒါသူတို့တိုက်ခိုက်မှုတွေဖြစ်သွားတာပေါ့နော်ဒီဘက်ကလူတွေကသူတို့တိုက်မှာတော့မဟုတ်ဘူးကာကွယ်ရမှာခုနော်ဒါပေမဲ့ဟိုဘက်ကတော့တိုက်မှာပဲတိုက်မှာပဲဒါအခုချိန်ဒီလေးတွေအများကြီးသုံးနေရဆိုတော့ကြောက်စရာကြီးနော်အဝေးကနေပြေးလိုက်လို့ရှိရင်အစိုးရသွားရတော့အစိုးရမှန်းတော့တိမှာမဟုတ်ဘူးဟုတ်တယ်ဒါတော်ရှိကြရနော်တင်စိတ်ဝင်စားတော့ကောင်းတယ်ကဲတရင်လေးဆောင်ဝိုင်းခဏနားလိုက်ပါမနော်ကဲတဲ့ပြမယ်စီစဉ်ကိုဒီမှာခဏလေးရနာပါအောင်ပဲရှင်အလှပနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကြမ်းမှတည်ရရှင်ပြန်လာခဲ့ပါအောင်မယ်